အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရွေးချယ်တင်ဆက်ပေးသွားမယ့်စကားလေးကတော့2020တုန်းကအထွက်ရှိခဲ့တဲ့ The Call of the Wild ဆိုတဲ့နာမည်ကြီးစကားလေးပဲဖြစ်ပါတယ်19ရာစုနောက်ပိုင်းကကနေဒါနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာယော့ကန်လို့ခေါ်တဲ့နေရာကစူးစိုက်ရှာဖွေရေးသူကရွှေတွေတွေ့ရှိခဲ့ကြောင်းကောလာဟလသတင်းတွေထွက်ရှိခဲ့ပါတယ်အဲ့ဒီလိုနဲ့ကဘာတော်ဝမ်းကလူတွေဟာယာနဲ့ချီပြီးနင်းတွေကျနေတဲ့ရောင်းငံတောင်ကြီးစီကိုရွှေကျင်ဖို့တဲ့ခရီးထွက်ခဲ့ကြပါတယ်လူတွေဟာသူတို့ရဲ့ပစ္စည်းတွေကိုနင်းတော်ထဲမှာပစ္စည်းတည်ယူဖို့တဲ့ခွဲကြီးကြီးကိုအသုံးပြုကြပါတယ်။ဒီစကားရဲ့အဓိကစကောင်ကတော့ Beck လို့အမည်ပေးထားတဲ့ခွဲလေးတစ်ကောင်ဖြစ်ပြီးကယ်လီဖိုးနီးယားမှာနေထိုင်တဲ့တရားသူကြီးတို့ရဲ့ခွဲလေးဖြစ်ပါတယ်။ Beck ကအကောင်လဲကြီးထွားပြီးလူတွေပြောတဲ့စကားကိုလည်းနားလည်တာကြောင့်သူကိုအဲ့ဒီမျိုးမှာရှိနေတဲ့လူတွေကချစ်ခင်ကြပါတယ်။တရားသူကြီးရဲ့ခွဲဆိုတဲ့အတိုင်းပဲမြို့ထဲမှာထင်တိုင်းကျဲနေတော့မြောက်ပိုင်းကိုတွားဖို့တဲ့ခွဲမောင်ကိုတယောက်က Beck ရဲ့ခန္ဓာကိုယ်ကြီးထွားမှုကြောင့်မျက်စိကျနေခဲ့ပါတယ်။ ဘက်မြို့ထဲမှာထင်တိုင်းကျဲပြီးအိမ်ပြန်လာတဲ့အချိန်မှာမိဖို့ချောင်းထဲတောင်းဝင်ပြီးစဖိုမှုတွေလည်းဘက်ပြက်စီးမှာကိုကြောက်ပြီးစားစရာတွေကိုတင်လိုက်ရပါတယ်။အဲ့ဒီနေ့ကတရားသူကြီးရဲ့မွေးနေ့ဖြစ်တာကြောင့်စားစရာတွေပြင်ဆင်နေတဲ့စဖိုမှုကြီးကိုမနှောက်ယှက်ဖို့တဲ့တရားသူကြီးကသူ့ကိုဆွဲခေါ်သွားခဲ့ပါတယ်။နေ့လယ်ရောက်တော့အိမ်ရှိမှာစားစရာတွေကိုပြင်ဆင်ထားပြီးမိသားစုတဲ့ပုံရိုက်ဖို့လုပ်နေတဲ့အချိန်မှာဘက်ကကြက်ပေါင်းတစ်ချောင်းနဲ့ကြိုက်ထားပြီးတကယ်တော့ဘယ်သူမှမစားရသေးပဲသူကအရင်မွေခဲ့ပါတယ်။ညရောက်တော့တရားသူကြီးလည်းနေ့လယ်ကဘက်ပြုတ်မှုခဲ့တာကိုစိတ်တိုပြီးသူ့ကိုအိမ်အပြင်ဘက်မှာပဲနေခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာဘက်ကိုမျက်စိကျနေတဲ့ဆေးထဲကလူကသူ့ကိုတစ်တာထဲထည့်ပြီးခေါ်သွားခဲ့ပါတယ်။ဘက်လည်းသူ့တခင်ကိုစူးစမ်းပြီးခေါ်ခဲ့ပေမဲ့မကြားပဲခဏကြာမှတော့ဘက်ကိုယထာပေါ်တင်ပြီးကယ်လီဖိုးနီးယားမြို့နဲ့ဝေးတဲ့နေရာကိုပို့ပြလိုက်ပါတယ်။မနေ့ရောက်တော့လူကြီးကတစ်တာကိုဖွင့်ပြီးဘက်လည်းထပ်ပြဖို့စူးစမ်းပေမဲ့လူကြီးကသူ့ကိုရိုက်ခဲ့ပါတယ်။နောက်ထပ်ပြဖို့လို့ရင်ထက်ရိုက်ခိုင်ရမယ်ဆိုတာကိုကောင်းကောင်းသိနေတဲ့ဘက်လည်းထိုင်နေပြီးတခြားခွေးတွေကလောင်အိမ်ထက်ခံရပေမဲ့ဘက်အတွက်လောင်အိမ်ကတင်းနေတာကြောင့်လူကြီးလည်းဘက်ကိုကျိုးနဲ့ပဲချီပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘက်ကခန္ဓာကိုယ်ကြီးတော့အခွင့်ကောင်းယူကကျိုးကိုပြက်စီးပြီးလွတ်အောင်ပြေးခဲ့ပေမဲ့ရမောပေါ်မှာရောက်နေတာကိုတီးလိုက်ရပါတယ်။ရမောလည်းရွှေကျင်ဖို့လာကြတဲ့လူအပြည့်ရှိတဲ့ကနေဒါကရုပ်ကုန်ကန်းဆက်ကိုရောက်တော့ဘက်လည်းသူ့ဘဝမှာမမြင်ဘူးတဲ့နင်းတွေကိုမြင်တော့လန့်သွားခဲ့ပါတယ်။ပထမအချိန်နင်းတော်ထဲလမ်းလျှောက်ဖို့တဲ့ဘက်အတွက်တော့ခက်ခဲခဲ့ပေမဲ့နောက်တော့နင်းထဲလမ်းလျှောက်ရတာကြိုက်တဲ့ဘက်ကကျိုးကိုဖျက်ဆီးပြီးသူနေခဲ့တဲ့မြို့ထဲကလိုပဲထင်တိုင်းကျဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘက်လည်းဂျွမ်လို့ခေါ်တဲ့လူကြီးနဲ့တိုင်မိပြီးဂျွမ်ရဲ့ဘာသာပြုတ်ကျသွားတော့ကိုမြင်ပြီးဘက်ကဂျွမ်ကိုပြန်ပေးဖို့လုပ်တော့ဂျွမ်ကအခြားလိုလူမျိုးမဟုတ်ပဲစိတ်ကောင်းရှိတော်ကိုတည်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာဂျွတ်ကဘက်ကိုတေချာမှတ်မိပြီးမောင်ခိုသမားလည်းဘက်ကိုပြန်ဖမ်းသွားခဲ့ပါတယ်။နောက်တော့ဘက်ကိုမောင်ကိုထားတဲ့ခွေးတွေနဲ့အတူတူထားပြီးအဲ့ထဲမှာဘက်ကအကြီးဆုံးဖြစ်ခဲ့ပါတယ်။တင်မှာပါနေတဲ့ဘက်လည်းတခြားခွေးတွေကိုနှုတ်ဆက်ခဲ့ပေမဲ့ဘက်နှုတ်ဆက်တာကိုနားမလည်ခဲ့ကြပါဘူး။တချိန်ထဲမှာပဲဖတ်ထားလို့အမည်ပေးထားတဲ့လူကရွက်ခံကိုဖျက်ပြီးရွှေသွားခြင်းဖို့ဘက်ကိုဝယ်လိုက်ပါတယ်။ဖတ်ထားလဲသူ့ရဲ့တငယ်ချင်းဖန်နိုနဲ့ဘက်ကိုမိတ်ဆက်ပေးသွားခဲ့ပေမဲ့ဘက်ကအခြားခွေးတွေထက်ကြီးလွန်းတယ်လို့ပြန်ပြောခဲ့ပါတယ်။ဘက်လည်းပစ္စည်းဆွဲဖို့အတွက်ခွဲအုပ်တွေနဲ့တွေ့ရပြီးအဲ့ဒီခွဲအုပ်ကစပိုင်းလို့ခေါ်တဲ့ခွဲကဥဆောင်ပါတယ်။ဖတ်ထားလဲတခါမှနင်းတော်ထဲမပြေးဘူးတဲ့ဘက်ကိုသူပြေးနိုင်လိမ့်မယ်လို့မျှော်လင့်ပြီးနောက်ဆုံးကနေလိုက်ဖို့ထားလိုက်ပါတယ်။မိုင်900ရှိတဲ့ရွှေကျင်ဖို့သွားမယ့်ခရီးကိုဖတ်ထားကလူစကားနားလေတဲ့စပိုင်းနဲ့ခွဲအုပ်ကိုရှင်းပြနေခဲ့ပါတယ်။ခရီးစထွက်တဲ့အချိန်မှာနင်းတော်ထဲမပြေးဘူးတဲ့ဘက်လည်းအမြန်ပြေးဖို့ခက်ခဲခဲ့ပါတယ်။နင်းတော်ထဲပြေးတဲ့အချိန်မှာဘက်လည်းသူမမြင်ဘူးတဲ့ယုံကိုတွေ့သွားပြီးပြေးလန်းချော်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာခွေးတွေဆွဲနေတဲ့လဲမောက်သွားပြီးခွေးခေါင်းဆောင်စပိုက်ကဘက်ရဲ့ယူကြုံကြောင်လုပ်ရက်ကိုစိတ်တူနေခဲ့ပါတယ်။ဘာသာလဲရှေ့ကစပိုင်မှုဆောင်တဲ့အတိုင်းပဲလိုက်ပြေးဖို့ဘက်ကိုပြောနေခဲ့ပါတယ်။ညနေရောက်တော့တနေကုန်ပြေးရတဲ့ဘက်လည်းရှာထွက်ပြီးပင်ပန်းနေခဲ့ပါတယ်။အိတ်ချိန်ရောက်တော့အခြားခွေးတွေလိုအပြင်မှာမအိတ်ဖိုးတဲ့ဘက်လည်းတဲထဲမှာအိတ်နေတဲ့ဖန်နိုကိုဆွဲထုတ်ပြီးဖတ်ထားနဲ့လိုက်အိတ်ခဲ့ပါတယ်။နောက်တော့ဖန်နိုကခွေးတွေဆိုတာအပြင်မှာပဲအိတ်ရတယ်ဆိုပြီးဘက်ကိုမောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာဘက်ကနင်းတော်ထဲမှာနေရင်အနဲ့ရောင်မြေခွေးတစ်ကောင်ကိုတွေ့သွားခဲ့ပါတယ်။မနေ့ရောက်တော့သူတို့ခီးဆက်ခဲ့တဲ့အချိန်မှာအိတ်ခဲနေတဲ့ရေခဲပြင်ပေါ်မှာမပြေးဘူးတဲ့ဘက်လည်းအရှိကခွေးတွေဆွဲတဲ့အတိုင်းလိုက်ပါသွားခဲ့ပါတယ်။ညရောက်တော့သူတို့စကန်ချတဲ့အခါမှာတခင်ကခွေးတွေစားဖို့အတွက်ငါးတကောင်စီပေးခဲ့ပါတယ်။အချိန်မှာခေါင်းဆောင်စပိုက်ကအခြားခွေးတကောင်ရဲ့ငါးကိုလူစားခဲ့ပြီးတနန်းကျင်နာစိတ်ရှိပြီးဒါကိုမြင်တဲ့ဘက်လည်းတနန်းသွားပြီးငါးကိုသူမစားတော့ပဲအခြားခွေးတွေကိုပေးပြီးထွက်သွားလိုက်ပါတယ်။ဒီနေ့တော့နေတာရှည်ကြီးပြေးခဲ့ရတဲ့ခွေးတွေကရေစားတာကြောင့်ရေတောက်ဖို့လုပ်နေပေမဲ့စပိုက်ကခွေးမပြူပဲသူတကောင်နဲ့တောက်နေခဲ့ပါတယ်။နောက်တော့ဘက်လည်းရေခဲပြင်ကိုဖောက်ပြီးတခြားခွေးတွေရေတောက်ဖို့အတွက်လုပ်ပေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဘက်လည်းတနန်းကျင်နာစိတ်ရှိတာကြောင့်အခြားခွေးတွေရဲ့လေးစားတာကိုခံလိုက်ရပါတယ်။
ရက်တွေကြာလာတဲ့နဲ့မျှဘက်လည်းနင်းတော့ထဲမှာပြေးတာကိုအသားကျလာပြီးအရင်ကထက်ပိုပြီးပြေးလာနိုင်ခဲ့ပါတယ်နောက်ရက်မှာတော့အေးခဲနေတဲ့အိုက်တအိုက်ကိုရောက်လာပြီးသူတို့ရဲ့လဲကဖြတ်ကူးနိုင်မလားဆိုတာကိုဖန်နိုကစစ်ဆေးနေတဲ့အချိန်မှာရေခဲကွဲသွားပြီးဖန်နိုလည်းရေထဲပြုတ်ကျသွားခဲ့ပါတယ်နောက်ကိုမြင်တဲ့ဘက်ကအမြန်ပြေးသွားပြီးရေထဲခုန်ချကရေစီးကြောင်းမှာမျောနေတဲ့ဖန်နိုကိုအနဲ့ရောင်မြေခွေးကိုမြင်လိုက်ရတဲ့နေရာကနေတဆင့်ရေခဲကိုထိုးပေါက်ပြီးကဲခဲ့ပါတယ်ဖတ်ထားလဲဘက်ကိုနှွေးထွေးစွာဖတ်ထားပြီးဒါကိုမြင်တဲ့စပိုက်လဲဘက်ကိုမနာလိုဖြစ်သွားခဲ့ပါတယ်ညရောက်တော့သူတို့တွေမိဝိုင်းမှာထိုင်ပြီးစကားပြောရင်းဖထာကသူ့ဘဝမှာစာပို့တာကိုအချိန်မီပို့ပေးစေချင်တယ်လို့ဖန်နိုကဘက်ကိုပြောပြခဲ့ပါတယ်သူတို့စကားထိုင်ပြောနေတာကိုအဝေးကနေကြည့်နေတဲ့စပိုက်ကမနာလိုနေခဲ့ပါတယ်နောက်တော့စပိုက်လဲဘက်ကိုသူနဲ့တိုက်ခိုက်ဖို့စင်ခေါ်လိုက်ပြီးစပိုက်လဲသူ့ကိုစပြီးတော့တိုက်ခိုက်လိုက်ပြီးအစပိုင်းမှာတော့ဘက်ကခံနေရပါတယ်နောက်တော့ရှားခွေးတွေကဘက်ကိုပြန်တိုက်ခိုက်ဖို့တွန်းအားပေးလိုက်ပြီးဘက်လဲစပိုက်ကိုစကတ်အနေငယ်အတွင်းအနိုင်ယူလိုက်ပါတယ်နောက်နေ့မှာတော့ဖတ်ထားတဲ့ခရီးထပ်ဖို့လုပ်နေတဲ့အချိန်မှာစပိုက်ပြောင်းနေတာကိုသတိထားမိလိုက်ပြီးစပိုက်ကိုပြန်ရှာခဲ့ပေမဲ့မတွေ့ခဲ့ပါဘူးနောက်တော့စပိုက်မပါဘဲခရီးဆက်ဖို့ဖတ်ထားလဲဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဘက်လဲရှေ့ဆုံးကနေဥဆောင်ဖို့လုပ်နေပေမဲ့ဖတ်ထားကသဘောမတူပဲအခြားခွေးတစ်ကောင်ကိုဥဆောင်ဖို့လုပ်လိုက်ပါတယ်အခြားခွေးတွေကသဘောမတူတာကြောင့်ဘက်ကိုပဲဥဆောင်ခိုင်းလိုက်ပါတယ်ဘက်ကူဆောင်တဲ့နေ့ကစားပြီးသူတို့လည်းအရင်ကထက်ပိုပြီးမြန်လာခဲ့ပါတယ်ခရီးတဝဲရောက်တော့ရေခဲတောင်လည်းပြိုကျလာပြီးအချိန်မှာဖတ်ထားလဲဘက်ကိုဘယ်ဘက်ကနေသွားဖို့ပြောနေပေမဲ့ဘက်လည်းညာဘက်ကတောင်ပေါ်မှာအနဲ့ရောင်မြေခွေးကိုတွေ့လိုက်တာကြောင့်ဖတ်ထားခိုင်းတဲ့အတိုင်းမသွားဘဲညာဘက်ကိုသွားလိုက်ပါတယ်နောက်တော့ဘက်ရဲ့ရွေးချယ်မှုကမှန်ကန်တာကြောင့်သူတို့အားလုံးကိုရေခဲတောင်ပြိုမှုအနေကယ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဖတ်ထားလဲဘက်ရဲ့ကျေးဇူးကြောင့်စာတွေကိုလူအများထံအချိန်မီပို့နိုင်ပြီးပျော်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကြွက်ကသူ့မိန်းမစီစာတဆောင်ပေးပို့ဖို့အတွက်စာတွေရေးနေခဲ့ပါတယ်ကြွက်လဲစာပို့သမားကိုစာပေးတဲ့အချိန်မှာဘက်ပြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာပဲဖတ်ထားလဲသူစာပို့သမားပြောင်းရတော့မယ်ဆိုတာအကြီးအကဲစီကနေစာတဆောင်ရခဲ့တာကြောင့်ခွေးတွေကသူ့အတွက်အရေးမပါတော့တာကိုတည်သွားခဲ့ပါတယ်ဖတ်ထားလဲဘက်ကိုခွေးမွေးတဲ့ဆိုင်မှာပြန်ရောင်းလိုက်ပါတယ်အဲ့ဒီနောက်ဟျောက်ဆိုတဲ့လူကဘက်ကိုတဘောကျသွားပြီးဝယ်လိုက်ပါတယ်နောက်နေ့ရောက်တော့ပစ္စည်းဆွဲဖို့ဘက်ကိုအသုံးပြုလိုက်ပါတယ်ဘက်တို့ဆွဲရတဲ့လဲကပစ္စည်းလဲများပြီးလူ3ယောက်တောင်လိုက်စီးတာကြောင့်မဆွဲနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာဟျောက်လဲဘက်ကိုရိုက်ဖို့လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကြွက်ကသူ့ကိုတားပြီးမကြခင်နှင်းမုန်တိုင်းတွေလာတော့မယ်လို့ခရီးမထွက်သင့်တယ်လို့အကြံပေးလိုက်ပြီးဟျောက်တို့လည်းကြွက်ရဲ့အကြံပေးကိုသဘောမတူပဲခရီးဆက်ခဲ့ပါတယ်ခဏကြာတော့ခွေးတွေကပင်ပန်းလာပြီးတောင်မတက်နိုင်တော့တာကြောင့်ချော်ကြခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘက်လည်းအရိုက်ခံလိုက်ရပြီးဟဲလည်းတနက်ထုတ်ကပြစ်တက်ဖို့လုပ်နေတဲ့အချိန်မှာဂျော့ကရောက်လာပြီးဘက်ကိုကယ်နိုင်ခဲ့ပါတယ်။သူတို့လည်းဘက်ကိုကြွနဲ့ထားခဲ့လိုက်ပြီးကျန်တဲ့ခွေးတွေနဲ့ခရီးဆက်ခဲ့ကြပါတယ်။ဂျော့လည်းဘက်ကိုအင်ခေါ်ပြီးဆေးကူပေးခဲ့ပါတယ်။ညနေရောက်တော့ဂျော့ကအရက်ကိုတွားပြီးတောင်းနေတဲ့အချိန်မှာဟျောကသူ့ရဲ့ခွေးကိုလူယူတယ်ဆိုပြီးဂျော့ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်တော့ဘက်လည်းသူ့ကိုကယ်လိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ်။နောက်နေ့ရောက်တော့ဂျော့ကသူ့သားအကြောင်းနဲ့ရုပ်ခမြေပုံအတိုင်းခရီးထွက်ချင်တာကြောင့်ပြောပြီးဘက်ကိုသူနဲ့ခရီးထွက်ဖို့ခေါ်လိုက်ပါတယ်။နောက်နေ့တော့သူတို့လေပေါ်ထိုင်ပြီးမြေရိုးတစ်လျှောက်ခရီးထွက်ခဲ့ကြပါတယ်။သူတို့ခရီးထွက်သွားတဲ့အချိန်မှာဟျောကဂျော့ကိုတက်ဖို့သူ့အိမ်ကိုရောက်လာပြီးမြေပုံကိုမြင်တော့ဂျော့တို့ရွှေရှာဖို့ထွက်သွားတာကိုသိလိုက်ရပါတယ်။တစ်ဖက်မှာတော့ဂျော့တို့လည်းသူတို့လေကကြောက်ဆောင်နဲ့တိုက်မိပြီးပေါက်နေတာကြောင့်လမ်းလျှောက်ပြီးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ရက်ပေါင်းများစွာလမ်းလျှောက်လာလို့သူတို့လည်းတဲအိမ်တစ်ခုစီကိုရောက်လာပြီးအဲ့ဒီမှာပဲနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ညဘက်ရောက်တော့ဘက်လည်းမြေခွေးဦးတန်ကိုကြားတော့ကြောက်နေပြီးအဲ့ဒါကညဘက်မှာဦးတဲ့တိရစ္ဆာန်လို့ဂျော့ကပြောပြခဲ့ပါတယ်။နောက်နေ့မှာတော့ဂျော့ကမြစ်ထဲမှာရေချိုးနေတဲ့အချိန်ရွှေလုံးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလိုနဲ့ဂျော့ကလူတွေရှာနေတဲ့ရုပ်ခေါင်ကိုရောက်နေမှန်းတီးလိုက်ပြီးရွှေတွေကျင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘက်လည်းအဖြူရောင်မြေခွေးမှပြေးနေတာကိုတွေ့သွားပြီးဘက်လည်းမြေခွေးမကိုလိုက်သွားခဲ့ပါတယ်။နောက်တော့ဘက်လည်းမြေခွေးမနဲ့မိတ်ဖွဲ့ဖို့လုပ်နေပေမဲ့မြေခွေးမကကြောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်နေ့ရောက်တော့မြေခွေးတွေကအမဲလိုက်နေတဲ့အချိန်မှာဘက်ကအနောက်ကကြောက်ဆောင်မှထိုင်ကြည့်နေပါတယ်။နောက်တော့မထင်မှတ်ပဲမြေခွေးကမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့ဘက်ကပြေးသွားပြီးရေစီးချောင်းမှာမျောပါနေတဲ့မြေခွေးကိုတစ်ပင်ဆွဲကနေတဆင့်ကယ်နိုင်ခဲ့ပါတယ်။နောက်တော့မြေခွေးမကသူ့ကိုလက်ခံလာပြီးဘက်လည်းမြေခွေးတွေနဲ့အတူပျော်ရွှင်စွာကစားနေခဲ့ပါတယ်။နောက်ဆုံးတော့ဘက်လည်းသူ့မိသားစုရသွားတာကိုဂျော့ကတီးလိုက်ရပါတယ်။နောက်တော့ဘက်မိသားစုရသွားတော့ကိုတီးတော့ဂျော့လည်းအင်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှုတ်ဆက်စကားပြောပြီးတဲ့အချိန်မှာဘက်လည်းဝမ်းနဲ့စွာနဲ့တစ်ဖက်ကမ်းမှာစောင့်နေတဲ့မြေခွေးမစီကိုပြေးသွားလိုက်ပါတယ်။ညရောက်တော့ဟျောကရောက်လာပြီးဂျော့ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုနဲ့ဂျော့လည်းဓာတ်နဲ့အထိုးခံလိုက်ရပြီးဟျောကသူ့ကိုပြစ်တက်ဖို့လုပ်နေတဲ့အချိန်မှာဘက်ကရောက်လာပြီးဟျောကိုမိလောင်နေတဲ့တဲအိမ်ထဲမှာတွန်းထက်ကဂျော့ကိုကယ်လိုက်ပါတယ်။ဘက်လည်းဂျော့ရဲ့အနာကိုကတ်သွားပြီးဂျော့ရဲ့နောက်ဆုံးထွက်သက်ထိနေပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဘက်လည်းမြေခွေးမနဲ့ကလေးတွေရသွားပြီး
ပြီးဘက်ကတော့သူ့ရဲ့မိသားစုတွေရှေ့ဆုံးကနေမရပ်တည်ပေးပြီးစကားလည်းအဆုံးသတ်သွားခဲ့ပါတယ်ဒီစကားမှာပေးချင်တဲ့ message ကတော့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုမကြောက်ဘဲတွန်းလှန်ဖို့ဖြစ်ပါတယ်အခုလိုမျိုး recap ဗီဒီယိုတွေကိုကြိုက်နေတဲ့တယ်ဆိုရင် like နဲ့ subscribe လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်ဆုံကြရတာပေါ့အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ